အခုဗီဒီယိုလေးကတော့ grammar pattern ပိုင်းနဲ့လေ့လာသွားမယ့်ဗီဒီယိုပေါ့နော်ဒီနေ့လေ့လာသွားမယ့်ဗီဒီယိုကကြတော့는 은나 대신에 ဆိုတဲ့ grammar ကိုလေ့လာသွားပါမယ်ဒီ는 은나 대신에 ဆိုတဲ့ grammar pattern ကကြတော့မြန်မာလို့ဆိုရင်အစားလို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူ့ကို verb နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်는 대신에 ဆိုပြီးတော့သုံးပါတယ် adjective နဲ့သုံးမယ်ဆိုလို့ရှိရင်တော့အသက်ပါရင် 은 대신에 အသက်မပါရင်나 대신에 နဲ့သုံးတယ် noun နဲ့တွဲသုံးမယ်ဆိုရင်တော့ 대신에 ဆိုတာနဲ့သုံးတယ်ပေါ့နော်အဲ့တော့မြန်မာလိုအစားလို့အဓိပ္ပာယ်ရတဲ့ grammar pattern နဲ့ပတ်သက်ပြီးတော့နမူနာစာကြောင်းကြည့်အောင်အဲ့တော့ verb နဲ့တွဲသုံးမယ်ဆိုရင်ဘယ်လိုသုံးမှာလဲအသက်ပါပါမပါပါ 는 대신에 သုံးမယ်ဥပမာ마야 씨가 이사를 도와주는 대신에 제가 저녁을 살게요. 마야가အိမ်ပြောင်းတာကိုကူညီပေးတဲ့အတွက်ကျမကညစာဝယ်ကျွေးပါမယ်။ပြောချင်တာမာယာကအိမ်ပြောင်းတာကိုကူညီပေးတယ်။အဲ့တော့မာယာကူညီပေးတာကိုကျေးဇူးတုံ့ပြန်တဲ့အစားအနေနဲ့ညစာဝယ်ကျွေးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကူညီပေးတဲ့အစားဆိုပြီးတော့လည်းဘာသာပြန်နိုင်တယ်လို့ကူညီပေးတဲ့အတွက်လို့လည်းဘာသာပြန်နိုင်တယ်ပေါ့နော်။မာယာကကူညီပေးတဲ့အစားကိုကပြန်ပြီးတော့ညစာပြန်ဝယ်ကျွေးတာပေါ့နော်။အဲ့တော့မာယာကိုအစားညစာပြန်ဝယ်ကျွေးကျေးဇူးတင်တဲ့အနေနဲ့အဲ့လိုအဓိပ္ပာယ်အနေနဲ့သုံးပါတယ်။마야 씨가 이사를 도와주는 대신에 제가 저녁을 살게요. ဒုတိယစာကြောင်းမှာဆိုရင်주말에 도서관에 가는 대신에 영화관에 영화 보러 갑시다. ပိတ်ရက်မှာစာကြည့်တိုက်သွားမယ့်အစားရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်ဖို့သွားကြရအောင်nounနဲ့တွဲသုံးမယ်ဆိုရင်ကြတော့ 커피 대신 말차를 마시는 게 건강에 더 좋아요. 커피 대신 အဲ့တော့ noun နဲ့တွဲသုံးမယ်ဆိုရင်ကြတော့ 대신 သို့မဟုတ် 대신 နဲ့နောက်က a ကဖြုတ်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ 커피 대신 coffee အစား 말차를 마시는 게 건강에 더 좋아요. 마차 တောက်တာကကျန်းမာရေးအတွက်ပိုကောင်းတယ်အဲ့တော့ coffee အစား matcha တောက်တာကကျန်းမာရေးပိုကောင်းတယ်နောက်တစ်ခါကျတော့ adjective ပေါ့နော် adjective နဲ့သုံးမယ်ဆိုရင် 은나 대신에 ဆိုပြီးတော့သုံးတယ် 온라인 쇼핑을 편한 대신에 품질이 좋아요. 온라인 쇼핑은 편한 대신에 품질이 좋아요. 온라인 쇼핑가 အဆင်ပြေတယ်လို့အရေးအသွေးလဲကောင်းတယ်အဲ့တော့ online shopping မှာထွက်မယ်ဆိုလို့ရှိရင်တလောင်းတတာနဲ့အဆင်ပြေပြေ shopping ထွက်နိုင်တယ်အရေးအသွေးလဲကောင်းတယ်အဲ့တော့သူ့ရဲ့တန်ရာတန်ကြီးအစားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ online shopping ကအဆင်ပြေတဲ့အစားအရေးအသွေးကောင်းတယ်လို့ဘာသာပြန်ကြတစ်မျိုးထောက်ထောက်ကြီးဖြစ်နေရပေါ့နော်အဲ့တော့ကြောင့်မို့လို့ online shopping ကအဆင်လဲပြေတယ်လို့အရေးအသွေးလဲကောင်းတယ်ပေါ့အဲ့လိုပုံစံမျိုးအနေနဲ့ဒီ online shopping ရဲ့ဒီအဆင်ပြေတဲ့တန်ရာတန်ကြီးအစားအရေးသွေးရလဲကောင်းတယ်အဲ့လိုပုံစံမျိုးဒီတန်ရာတန်ကြီးအနေနဲ့သုံးလို့ရတယ်ပေါ့နော် 은나 대신에요. Now past tense အနေနဲ့သုံးမယ် past tense အနေနဲ့သုံးတဲ့အခါကြလို့ရှိရင် 어제 너무 바빠서 요리하는 대신에 빵만 먹었어요. 어제 너무 바빠서 요리한 대신에 빵만 먹었어요. ဒီနေရာမှာဆိုရင်အပေါ်ကအတုံးအမှန်ပြထားတယ်။ဘာကြောင့်လဲဆိုတော့past tense သုံးတဲ့အခါကြလို့ရှိရင်နောက်ဆုံးမှာပဲ 먹었어요 ဆိုပြီးတော့ past tense သုံးလိုက်ရင်လုံလောက်တယ်။အရှိမ verb ကို past tense အနေနဲ့သုံးစရာမလိုအဲ့တော့ 요리한 대신에 ဆိုပြီးတော့မှဒီလိုပုံစံကြီးသုံးစရာမလိုဘူး 요리하는 대신에 빵만 먹었어요 အနောက်မှာ past tense ဖြစ်ရင်ရပြီပေါ့နော်အရှိမ 요리한 대신에 ဆိုပြီးသုံးစရာမလိုပါဘူးအဲ့တော့ past tense သုံးမယ်ဆိုရင်ကိုသုံးမဲ့ verb ကို 은나 နဲ့သုံးပြီးတော့ past tense ကြီးပြောင်းနေစရာမလိုဘူးအနောက်ဆုံး verb ကိုပဲ past tense သုံးလိုက်ရင်လုံလောက်တယ်ပေါ့နော်အဲ့တော့
နင်းအနာဒေရှင်နဲ့ဆိုတာကမြန်မာလိုဘယ်လိုအဓိပ္ပာယ်ရလဲအစားလို့အဓိပ္ပာယ်ရတယ် both နဲ့တွဲသုံးမယ်ဆိုနင်းဒေရှင်နဲ့သုံးမယ် adjective နဲ့တွဲသုံးမယ်ဆိုရင်တော့အသက်ပါရင်in ဒေရှင်နဲ့အသက်မပါရင် not ဒေရှင်နဲ့သုံးမယ် noun နဲ့သုံးမယ်ဆိုရင်တော့ဒေရှင်နဲ့ဆိုတာနဲ့သုံးပါမယ်